မင်္ဂလာပါဘောလုံးဝါသနာရှင်မိဘပြည်သူညီကိုများခင်များဒီနေ့မှာတော့ FA ဖလားပြိုင်ပွဲမှာအသင်းကြီးတပ်ပွဲတွေဖန်တီးနေတဲ့ Manfi Town နဲ့ Premier League ဇယားထိပ်က Arsenal တို့ရဲ့စိတ်လှုပ်ရှားစရာပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိမ်ရှင် Manfi Town ကတော့ဒီရာသီ FA ဖလားမှာဘန်လီလိုအသင်းကြီးကိုတောင်ဖြုတ်ချထားတဲ့အသင်းဖြစ်လို့ရှော့တွက်လို့မရပါဘူး။ဒါပေမဲ့လက်ရှိမှာတော့ကွင်းလယ်လူလုတ်ပေါ်တန်ဒဏ်ရာရနေတယ်လို့အမှတ်ပေးစရာမှာလည်းရလက်တွေပိုင်းအနှဲငယ်ရုန်းကန်နေရပါတယ်။အိမ်ကွင်းခြေစွမ်းကတိတ်မတည်ငြိမ်ပေမဲ့အခုလိုဖလားပွဲစဉ်တွေမှာတော့အာမန်အပြည့်နဲ့တုံ့ပြန်တက်တာကိုသတိထားရမှာပါ။ဧည့်သည်အာဆင်နယ်ကတော့ချက်စီကိုအနိုင်ရထားတဲ့အချိန်နဲ့အတူလူစုံတက်ဆုံရှိနေပါတယ်။နီးပြအာတီတာအနေနဲ့လူထုတ်ပုံအနှဲငယ်ပြောင်းလဲလုပ်နိုင်ပေမဲ့ကိုင်ဟာဗက်စ်မာတင်နယ်လီတို့လိုအားကိုးရမဲ့သူတွေပါဝင်လာမှာဖြစ်လို့တိုက်စစ်ကတော့တော်တော်လေးကြောက်ဖို့ကောင်းနေပါတယ်။အာဆင်နယ်ဟာတပွဲကိုပြတ်မြတ်3 ဂိုးကျော်အထိတွင်းယူနိုင်တဲ့ခြေစွမ်းရှိတာကြောင့်ဒီပွဲမှာအပြတ်သက်အသာစီးရဖို့များနေပါတယ်။ဒီနေ့ပွဲရဲ့ပေါက်ကြီးအခြေအနေမှာတော့အာဆင်နယ်က3လုံး6ဆယ်စားပေးထားပြီးဂိုးပေါင်းဈေးကတော့4လုံး6ဆယ်စားဖွင့်လှစ်ထားပါတယ်။အဆင့်တန်းကွာခြားချက်နဲ့အာဆင်နယ်တို့ရဲ့လက်ရှိဂိုးသွင်းနှုန်းအရဒီပွဲမှာအာဆင်နယ်တို့3ဂိုးတူညဂိုးလောက်နဲ့အနိုင်ရသွားဖို့များပါတယ်။ဒါကြောင့်ဒီနေ့ပွဲမှာတော့အဝေးကွင်းအာဆင်နယ်နိုင်တဲ့အတူဂိုးပေါင်း3လုံးအထက်ဖြစ်နိုင်ခြေအာဆင်နယ်2ဂိုးပြတ်နိုင်ခြေတို့ကိုရွေးချယ်တာကအကောင်းဆုံးဖြစ်မှာပါ။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုခံမှန်းချက်တွေနဲ့ဘောလုံးသတင်းတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပြီးဒီ post လေးကိုလည်းမျှဝေပေးသွားဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီပွဲမှာ Manfi တို့ Arsenal ကိုပါထပ်ပြီးအံ့အားသင့်အောင်လုပ်နိုင်မလားဒါမှမဟုတ် Arsenal ကပဲဂိုးပြတ်နိုင်သွားမလားမိဘပြည်သူတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာပြောခဲ့ပါဦးခင်ဗျာ